ပြခင်ကျေးဇူးတော်ကိုထူးချွန်မပါတယ်ဒါတော့ကျွန်တော်တို့ငွေပြောစံပြရောက်ရှိနေတာဖြစ်ပါတယ်ဆိုတော့ငွေပြောကြီးရောမှာကျွန်တော်ငယ်အိမ်ဝင်ဒီတင်ကောင်ဟောပြောဝင်ကတက်တိခါမှာဖြစ်ပါတယ်ဆိုတော့လူတွေကြောင်းတီးအောင်ပြောမဲ့တောင်းကကျွန်တော်တို့တာဝန်ဖြစ်ပါတယ်လူတွေကိုလွတ်မြောက်ရှိခဲ့တဲ့ချင်းပေးနိုင်တော့တခင်ယေရှုခရစ်တော်ဘုရားပဲဖြစ်ပါတယ်တော့ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့ဒီဈေးမှာရှိကြတဲ့ချစ်တော်မိဘညီကိုမောင်နှမများအားလုံးပဲgood morningပါအားလုံးပဲမင်္ဂလာနဲ့ခင်းပါလို့နှုတ်ခွန်းဆက်တာပါတယ်ဆိုတော့ကျွန်တော်ကဒီနေ့ဒီရွာဒီဈေးကိုရောက်ရှိလာခြင်းအကြောင်းရင်းကတော့ကျွန်တော်တို့မိဘညီကိုမောင်နှမတွေရဲ့ဘဝအသက်တာထဲမှာရွှေနဲ့ငွေနဲ့စီးစိမ်ဥစ္စာတွေဩဇာအာဏာတွေနဲ့ဝယ်ယူလဲယူလို့မရတဲ့သတင်းကောင်းလေးတစ်ခုကိုအခမဲ့ပေးခြင်းလို့အခမဲ့ပြောပြခြင်းလို့ဒီနေရာကိုရောက်ရှိလာခြင်းဖြစ်တာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေဒီနေ့ကျွန်တော်တို့မိဘညီကိုမောင်နှမများဒီအချိန်ဒီကာလမှာကတော့ဟုတ်လားအမျိုးမျိုးတော့ဒုက္ခဆင်းရဲခက်ခဲပြဿနာတွေတွေ့ကြုံနေရမှာဖြစ်ပါတယ်စီးပွားရေးပြဿနာတွေစာဝတ်နေရေးပြဿနာကျန်းမာရေးလူမှုရေးအမျိုးမျိုးတော့ပြဿနာတွေတွေ့ကြုံရမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့မိတ်ဆွေဆိုတော့ဒီအရာတွေကိုဖြည့်ရှင်းပေးနိုင်တဲ့သူဒီအရာတွေမကဘဲနဲ့ယခုဘဝတစ်ခုလုံးနောင်ဘဝဟုတ်လားယခုဘဝနောင်ဘဝဒီနှစ်ခုစလုံးကိုဖြည့်ချင်းပေးနိုင်တဲ့သူနဲ့မိတ်ဆက်ပေးခြင်းလို့ကျွန်တော်ဒီနေရာရောက်ရှိလာခြင်းဖြစ်တာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေဒီနေ့ကျွန်တော်တို့တွေဟာလောကဧည့်သည်တွေဖြစ်တာဖြစ်ပါတယ်တနေ့ဒီလောကကြီးတွေကနေအချိန်နာရီမိနစ်စက္ကန့်မရွေးနေ့ရက်မရွေးထွက်ခွာသွားကြရမယ့်သူတွေကြီးဖြစ်တာဖြစ်ပါတယ်ဆိုတော့ဒီချိန်ဒီကာလမှာဒီနေ့ကျွန်တော်တို့စူးစမ်းပြီးရှာဖွေရမှာတတ်မှတ်ခြင်းဆွဲလန်းခြင်းမှတ်မောခြင်းနဲ့ရှာဖွေရမယ့်အရာတွေကဒီနေ့ရွှေတွေငွေတွေစီးစိမ်ပကသနာတွေဩဇာအာဏာတွေမဟုတ်တော့ပါဘူးဒီချိန်ဒီကာလမှာကျွန်တော်တို့ကဒီနေ့တတ်မှတ်ခြင်းဆွဲလန်းခြင်းမှတ်မောခြင်းနဲ့ရှာဖွေရမယ့်အရာကတော့မိတ်ဆွေသခင်ယေရှုခရစ်တော်ဘုရားဖြစ်ပါတယ်သခင်ယေရှုခရစ်တော်ဘုရားကိုတွေ့အောင်ရှာရမယ်ရအောင်ယူရမှာဖြစ်ပါတယ်မိတ်ဆွေဒီနေ့ယေရှုခရစ်တော်ဘုရားလို့ပြောလိုက်တာနဲ့တချို့သောလူတော်တော်များများကတော့ကချင်တွေဘုရားခရိယာန်တွေဘုရားအင်္ဂလိပ်တွေဘုရားလို့ပြောထားကြပါတယ်မိတ်ဆွေယေရှုဆိုတဲ့အတိတ်ဘယ်ကအပြစ်သားတွေကိုမိမိလူတို့ကိုအပြစ်ငရဲမှကယ်တင်မဲ့သူလို့အတိတ်ဘယ်ရရှိတာဖြစ်ပါတယ်မိတ်ဆွေဒီနေ့ကျွန်တော်တို့တွေလောကလူသားတွေဟာအပြစ်ကြောင့်အပြစ်တရားကြောင့်ဒီနေ့လောကကြီးမှာဒုက္ခဆင်းရဲခက်ခဲပြဿနာခံနေရတာဖြစ်ပါတယ်ဆိုတော့အပြစ်တရားရဲ့အခါကဘာလဲလို့ပြောလို့ရှိရင်ဒီနေ့ကျွန်တော်တို့တွေ့ကြုံနေရတဲ့စာဝတ်နေရေးပြဿနာတွေဟုတ်လားစီးပွားရေးပြဿနာလူမှုရေးအိမ်တော်ရေးကျန်းမာရေးဒီလောကကြီးမှာပြဿနာတွေတွေ့ကြုံနေရတဲ့အရာမှန်များဟာအပြစ်ကြောင့်ဖြစ်တာဖြစ်ပါတယ်အပြစ်ရှိသောကြောင့်လူတွေကဒီပြဿနာတွေဖြစ်နေတာဖြစ်ပါတယ်ဆိုတော့ဒီနေ့မိတ်ဆွေဒီအပြစ်ထဲကနေလွတ်မြောက်ဖို့ဒီနေ့ကျွန်တော်တို့တွေမတိခင်လေးမှာဟုတ်လားစူးစမ်းပြီးတော့နောင်တမလို့အတွက်စူးစမ်းပြီးကုသိုလ်ကောင်းမှုလုပ်တယ်စူးစမ်းပြီးကျင့်ကြံအားထုတ်တယ်စူးစမ်းပြီးအလူအသားတွေလုပ်တယ်ဒီအရာတွေနဲ့ကိုထာဝရငရဲကနေလွတ်နိုင်ပြီလားလို့ပြောလို့ရှိရင်ထာဝရငရဲကနေလည်းမလွတ်နိုင်သေးပါဘူးလောကကြီးကဘာသာတရားကပြောထားတာဖြစ်ပါတယ်ကုသိုလ်တပည့်ငရဲတပိတ်တာတဲ့တရက်အတိုင်းတာကိုပြောတာဖြစ်ပါတယ်တသက်အတိုင်းတာပြောတာမဟုတ်ပါဘူးတရက်မှာလူတွေလောက်တဲ့ကုသိုလ်ကောင်းမှုကတပည့်ပဲတဲ့ဒါပေမဲ့အာကုသိုလ်ကတပိတ်တာတဲ့ဒါဆိုတော့တီချာတယ်ကျွန်တော်တို့တီရင်တော့တီချာပေါ့ထာဝရငရဲကနေမလွတ်နိုင်တော့ဘူးမိတ်ဆွေဒီနေ့ကျွန်တော်တို့တွေဟုတ်လားမိဘညီကိုမောင်နှမတွေအရွယ်ရောက်တဲ့အချိန်ကနေစပြီးတော့အသက်12နှစ်ကနေဖြစ်ကောင်းဖြစ်မယ်73နှစ်ကနေဖြစ်ကောင်းဖြစ်မယ်ဟုတ်လားလောကကြီးထဲမှာပြည့်စုံဖို့စုံလင်ဖို့ချမ်းသာကြွယ်ဝဖို့ကြိုးစားချဖွေရုန်းကန်ခဲ့ကြမှာဖြစ်ပါတယ်ဆိုတော့အခုအသက်အရွယ်ဘယ်လောက်ရှိသွားပြီလဲအသက်အရွယ်20 30 40 50 60ရှိလာပြီလောကကြီးထဲမှာကျွန်တော်ပြောနိုင်တာတစ်ခုကတော့ဘယ်လူသားတဦးတယောက်ကမှငါဟာပြည့်စုံသွားပြီငါဟာစုံလင်သွားပြီဟုတ်လားငါဟာချမ်းသာကြွယ်ဝပြီပြည့်စုံစုံလင်သွားပြီဆိုတော့ဘယ်လူသားတဦးတယောက်မှလောကကြီးထဲမှာမရှိပါဘူးဆိုတော့မိတ်ဆွေဒီနေ့ကျွန်တော်တို့တွေဟာဒီနေ့
ယခုဘဝနဲ့နောင်ဘဝအတွက်လောကကြီးမှာဘယ်လူသားတဦးတယောက်မှမလုံနိုင်ဘူးဖြစ်ပါတယ်ဒါကြောင့်သခင်ယေရှုခရစ်တော်ဖခင်ကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်မှာလဝါကားတိုင်းပေါ်မှာကမ္ဘာမြေကြီးပေါ်မှာရှိတဲ့လူသားအားလုံးရဲ့အပြစ်ကြွေးတွေဝတ်ကြွေးတွေကံကြွေးတွေနာကြွေးတွေဒုက္ခဆင်းရဲကြွေးတွေချိန်ချင်းအမင်္ဂလာအလုံးစုံကိုဒီနေ့သူဟာလူသားတိုင်းမလုံနိုင်မတတ်နိုင်တဲ့အရာမှန်များလဝါကားတိုင်းပေါ်မှာအသေးခံခဲ့တယ်အသွေးသွင်းခဲ့တယ်တင်းကြိုချင်းခံပြီးတော့3ရက်မြောက်တော်နေ့မှာရှင်ပြန်ထမြောက်ခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီယေရှုခရစ်တော်ဘုရားကပြောတယ်ငါကိုစိတ်နှလုံးထဲကနေကယ်တင်ရှင်ဖြစ်အောက်မေ့ပြီးတော့နှုတ်ရှာပါးစပ်နဲ့ယုံကြည်လက်ခံရင်ယခုဘဝနောင်ဘဝကယ်တင်ရှင်ရမယ်လို့အာမခံချက်အပြည့်အဝပေးတဲ့ဘုရားဖြစ်တာဖြစ်ပါတယ်မိတ်ဆွေယေရှုဟာခရိယာန်နေဘုရားပဲမဟုတ်ပါဘူးကချင်နေဘုရားပဲမဟုတ်ဘူးအင်္ဂလိပ်တွေဘုရားပဲမဟုတ်ဘူးဆိုတော့ယေရှုကပြောတယ်ငါ့ကိုယုံကြည်လက်ခံတဲ့သူတိုင်းဘာသာမရွေးလူမျိုးမရွေးလူဆိုလူကောင်းမရွေးသူ့ကိုစိတ်နှလုံးထဲကနေကယ်တင်ခြင်းဖြစ်အောင်မေ့နှုတ်ချပါးစပ်နဲ့ကယ်တင်ခြင်းဖြစ်ယုံကြည်လက်ခံတဲ့သူမှဒါလေယခုဘဝနောင်ဘဝကယ်တင်ခြင်းရမယ်လို့အာမခံချက်အပြည့်အဝပေးတဲ့ဘုရားဖြစ်တာဖြစ်ပါတယ်ကချင်မယုံရင်ကချင်လည်းမရောက်ဘူးလေစုမယုံရင်လေစုလည်းမရောက်ဘူးလောဝမယုံရင်လောဝလည်းမရောက်ဘူးလက်ချိတ်မယုံရင်လက်ချိတ်လည်းမရောက်ပါဘူးယေရှုခရစ်တော်ဘုရားကိုစိတ်နှလုံးထဲကနေဟုတ်လားယေရှုဟာကျွန်တော်ကျမရဲ့ကယ်တင်ခြင်းဖြစ်တယ်စိတ်နှလုံးထဲကနေယုံကြည်လက်ခံပြီးယုံကြည်လက်ခံတဲ့ဒူမဒါလျင်ဒီနေ့ထာဝရငရေကလွတ်မြောက်ပြီးထာဝရအသက်ရရှိမှာဖြစ်ပါတယ်ဆိုတော့ပြီးယေရှုအကြောင်းကိုကျွန်တော်တို့မိဘညီကိုမောင်နှမတွေကြားဘူးကြမှာတီးကြမှာဖြစ်ပါတယ်အကြာအတိနဲ့အသက်မရှင်ဘဲနဲ့ဓမ္မဆရာတွေတရားဟောဆရာတွေပြောတိုင်းမယုံဘဲနဲ့မိတ်ဆွေတင်ကိုယ်တိုင်အဲ့ဒီယေရှုကိုခေါ်ကြည့်ပါစမ်းတတ်ကြည့်ပါယေရှုကငါ့ကိုခေါ်ပါတဲ့ငါထူးမယ်ငါ့ဆက်မှာတောင်းပါငါပေးမယ်လို့ပြောတဲ့ဘုရားဖြစ်ပါတယ်အသက်တော့တရားမနေရတော့ဘူးဒီခေတ်ဒီကာလကြီးမှာအသက်တရားမနေရပေမဲ့ပြဿနာတွေကတော့မသိမရှိတွေ့ကြုံရမှာဖြစ်ပါတယ်ယခုလိုစီးပွားရေးပြဿနာစာဝတ်နေရေးကျန်းမာရေးဒီလိုအမျိုးမျိုးပြဿနာတွေရှိလာတဲ့အခါယေရှုဟာတကယ်ကယ်တင်နိုင်လားမကယ်တင်နိုင်လားတကယ်ကျေးဇူးပြုနိုင်လားမပြုနိုင်လားယေရှုကိုခေါ်ကြည့်ပါခေါ်ရင်ထူးတယ်မေးရင်ဖြေတယ်တောင်းရင်ပေးတဲ့ဘုရားဖြစ်တယ်မိတ်ဆွေဒီနေ့ယေရှုခရစ်တော်ရဲ့တည်င်းကောင်းယေရှုခရစ်တော်ဟာတင်းကိုစัจ java လာထက်မကတန်ဖိုးထားပြီးချစ်တယ်တင်းကိုချစ်လို့အားကြီးလို့သူလဝါကားတိုင်းပေါ်မှာအသေးခံအသွေးသွင်းတင်းကြိုခံခဲ့တာဖြစ်ပါတယ်တောဝဲမြောက်တော်နေ့မှာရှင်ပြန်ထမြောက်ခဲ့ပါတယ်မိတ်ဆွေတင်းတရွာလုံးနဲ့တယောက်သမိသားစုလုံးနဲ့တယောက်ခွက်လုံးနဲ့တယောက်ဖြစ်နေပါစေသမိသားစုလုံးနဲ့တယောက်ဖြစ်နေပါစေယေရှုတင်းကိုအရန်ချစ်တယ်ယေရှုတင်းကိုစัจ java လာထက်မကတန်ဖိုးထားတယ်တင်းယေရှုကိုမမေ့ပါနဲ့ယေရှုကိုတင်းတယောက်တည်းရှိနေချိန်မှာခေါ်ကြည့်ပါခေါ်ရင်ထူးတဲ့ဘုရားဖြစ်တယ်မေးရင်လည်းအဖြေပေးတဲ့ဘုရားဖြစ်ပါတယ်တောင်းရင်လည်းပေးနိုင်တဲ့ဘုရားဖြစ်တယ်ဆိုတဲ့သတင်းကောင်းလေးကိုဒီနေ့ကျွန်တော်အနေငယ်တက်တည်ခံချင်တာဖြစ်ပါတယ်ဒီနေ့ယေရှုအကြောင်းလေးအနေငယ်ပြောပြချင်တာဖြစ်ပါတယ်အားလုံးပေါ်မှာသခင်ယေရှုခရစ်တော်ရဲ့ထာဝရကယ်တင်ခြင်းထာဝရပျော်ရွှင်ခြင်းများထာဝရကျမ်းမာခြင်းများယေရှုခရစ်တော်အားဖြင့်ခံစားရရှိနိုင်ကြပါစေလို့သခင်ယေရှုဖခင်နာမ၌ဆုတောင်းပေးပါတယ်